ကာလကင်စိကဆိုတဲ့ပြိတ္တာကြီးတကအဲ့ဒီပြိတ္တာကြီးဟာဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကခင်းကမြစ်ကမ်းခြေမှာတောင်ဘက်ပြေးလိုက်မြောက်ဘက်ပြေးလိုက်ကမ်းခြေတလျောက်မှာပြေးလွှားနေတဲ့ပြိတ္တာကြီးကိုဆုံးခံကြွတဲ့ကိုတော်တွေကတွေ့တဲ့အခါကျတော့အဲ့ဒီပြိတ္တာကြီးကိုဘာဖြစ်လို့ပြေးလွှားနေတာလဲဘာလို့ခြင်းလို့လဲလို့မေးတဲ့အခါကျရေတောက်ခြင်းလို့တဲ့ရေစာနှုံးလို့တဲ့စားရဲဆိုတာတော့တာမန်စားတာမဟုတ်ဘူးတကိုယ်လုံးပူးလောင်ပြီးတော့ကိုမတော့ရမနေနိုင်လောက်အောင်ဖြစ်နေတာနော်အဲ့တော့ယဟန်တွေကပြောကြတဲ့ဒီမှာမြစ်ကြီးနာမင်းပြေးနေတာမြစ်ရေမမြင်ဘူးလားအဲ့မှာတောက်ပါတော့လားလို့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရေမမြင်ရဘူးဖေဟာတဲ့ကဲဘလောက်တနာစရာကောင်းတပည့်တော်ရေမမြင်ရဘူးဖေဟာတဲ့ရေတောက်ချင်လို့တပည့်တော်ရေရှားနေတာပါတဲ့ရေတန်နေတော့ချားနေတယ်တဲ့ဘယ်နေရာကြည့်လိုက်သူ့စိတ်မှာရေမဟုတ်တော့ဘူးသူရောက်သွားရင်ရေမဟုတ်တော့အဲ့ဒါနဲ့ယဟန်တွေကတနာလို့တဲ့ကဲဒီလိုဆိုလို့ရှိရင်မင်းဒီနာပဲလက်လန်းအိတ်တို့တပိတ်တွေနဲ့ခတ်ပြီးမင်းပါဇက်ထဲရေလောင်းထည့်ပေးမယ်ဆိုပြီးတော့တပိတ်တွေနဲ့ရေတွေခတ်ပြီးတော့ကင်းကမြစ်ထဲကရေတွေနဲ့ခတ်ပြီးသူ့ပါဇက်ထဲလောင်းထည့်ပေးကြတဲ့အဲ့လိုလောင်းထည့်ပေးတာ